နားဆင်သူအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ PK Horror Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စာရေးသူဇီယနာရာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့နှလုံးချွေကဝေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါရခင်ဗျာပရိသတ်များအားလုံးကပရာလောကဇာတ်လမ်းကောင်းများကိုနားဆင်ရစီဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါရစေအောင်မြတ်တာနဲ့နှလုံးချွေကဝေးအောင်မြတ်တာနဲ့တပည့်တက်ခိုင်တို့နှစ်ဦးသာခြေဦးတရသွားရင်လည်းနေရအစွန်ရောက်ခဲ့ကြတယ်တက်ခိုင်ကိုလည်းအခြေခံအင်းစမဆွေနီးကိုတင် जा ပေးရင်လည်းညောင်သားရွာရဲ့ရွာထိပ်စရက်မှာအချိန်တော်တော်ကြာနေခဲ့ပါတယ်တက်ခိုင်ကတော့အရက်လေဖျားမှလှူလိုက်ပြီးသူ့ဆရာအောင်မြတ်တာလိုအစွမ်းနေရကျင်လာတော့အပတ်တကုတ်လေးလာပါတယ်အင်းစမတွေဆွဲတယ်စိတ်တည်ငြိမ်အောင်ထားပြီးတော့လေးကျင်တော်ညာလေအောင်မြတ်တာလောက်ပါရမီပါမလာတဲ့အတွက်ထင်တယ်လို့ခရီးမပေါက်ခဲ့ပါဘူးတရက်မှာတော့တက်ခိုင်မနဲ့အိယာကနိုးလာတော့ဘေးမှာအောင်မြတ်တာမရှိတော့ပါဘူးဇရက်ထဲကရေအိုးစင်လေးမှာစာတဆောင်တော့ထားသွားခဲ့ပါတယ်တက်ခိုင်ကလည်းစာကိုယူဖက်ကြည့်လိုက်တော့တက်ခိုင်ငါမဟာမြိုင်တော်ကိုခဏပြန်သွားတယ်ငါဆရာကြီးခေါ်လို့ခဏပြန်သွားရတယ်မင်းအခုလုပ်နေတဲ့အလုပ်ကိုပဲဆက်လုပ်ပါငါမရှိတဲ့ချိန်မင်းအတွက်ဘလို့အခက်ခဲတွေပဲရှိရှိမင်းကိုပေးထားတဲ့အင်းစမတွေကိုယုံယုံကြည်ကြည်နဲ့စိတ်နဲ့ပြီးတော့လှုပ်ဆောင်ပါဒါကမင်းအတွက်အတွေ့အကြုံရပါလိမ့်မယ်တက်ခိုင်ဟာအောင်မြတ်တာရေးသားထားတဲ့စာကိုဖတ်ပြီးတက်ပြင်းရှည်တစ်ချက်မှုတ်ထုတ်လိုက်ပါတယ်အဲဒီနောက်မှာတော့မိမိလုပ်ရမယ့်အင်းစမတွေကိုပဲဒဏ်ရေးနေလိုက်ပါတယ်ညဘက်မှာတော့ဆောင်းလေယူကတစ်ချက်ဝေကနေတိုက်လာတဲ့အချိန်ကြောင့်ဇရက်ပေါ်ကအမိုးတွေဟာတစီတကောင်တောင်းချမ်းနေတဲ့အလားထင်နေရအောင်ဝုံနိုင်ကျဲနေပါတယ်တက်ခိုင်လေဇရက်လီခွေရနေရလေးမှာဖျောင်းတိုင်မီလေးထွန်းပြီးတော့အင်းစမတွေကိုရေးနေလိုက်ပါတယ်အချိန်ဘယ်လောက်ကြာသွားမှန်းမသိလိုက်ပါဘူးဇရက်ဘေးမှာတော့တရှက်နဲ့လမ်းလျှောက်တန်လိုတူဖြတ်သွားသလိုအတန်ကြားတော့မှတတိပြန်ဝင်လာခဲ့ပါတယ်ရွာတွေကကြက်တွင်တန်ကိုနားထောင်လိုက်တော့ဒီအချိန်ဟာလူငယ်ကောင်းချချိန်ရောက်ပြီလို့သိလိုက်ပါတယ်အလိုလေးကလေးငိုတန်ပါလားဒီချိန်ကြီးရွာအပြင်မှာဘဲကကလေးကငိုနေရလေရွာတွေကများကလေးလာပြစ်သွားတာလားတက်ခိုင်ရေးလက်စာအင်းကိုချပြီးတော့ဖျောင်းနိုင်မီလေးကိုလက်နဲ့ကားပြီးဇေယျအောက်ကိုဆင်းပြီးတော့လိုက်ရှာကြည့်တော့ဘာမှမတွေ့ပါဘူးဒါပေမဲ့ကလေးငိုတန်ကတော့အတိုင်းသာကြားနေရပါတယ်ကလေးငိုတန်နဲ့အတူမိမတယောက်ရဲ့ငိုတန်ကရောပါလာခဲ့ပါတယ်တက်ခိုင်ကသူ့ရဲ့စိတ်ကိုတည်ငြိမ်အောင်စူးစီးလိုက်ပါတယ်စိတ်ကိုစူးစီးပြီးတော့ဇေယျဘေးပက်လေးကိုကြည့်လိုက်တဲ့အခါမှာတော့ဟာတော်ယုံနဲ့မကြောက်တတ်တဲ့တက်ခိုင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ရုတ်တရက်လန့်သွားပါတယ်တကူလုံးမှလည်းစံနှွေးနေလိမ့်ချန်ထားသလိုဝါထိန်နေပြီးတော့ရင်ဘတ်အလေတဲ့မှာဓာတ်ချံကွဲနေတဲ့မိန်းမတစ်ယောက်မျက်နှာတစ်ခုလုံးကဖောရောင်နေပြီးရင်ဘတ်အလေကနေသွေးစိမ်းရှင်းရှင်းနေပန်းထွက်နေပါတယ်ဝတ်ထားတဲ့အင်ကြီးအဖြူကသွေးရောင်နေစံနှွေးရောင်နေကြောင်းအနီတကွက်အဝါတကွက်နဲ့ရှိနေပါတယ်တေချာကြည့်လိုက်တော့ဝမ်းပိုက်တစ်ခုလုံးဟတ်တက်ကွဲပြီးကွဲနေတဲ့ပိုက်ကချက်ကျူးမဖြုတ်ရသေးတဲ့မွေးကင်းစားကလေးဟာရုတ်တရက်စူးစူးဝါဝါထငိုပါတယ်ဟာကလေးကချက်ကျူးတန်းလန်းနဲ့ကွဲနေတဲ့ပိုက်ထဲကနေတွေးလောင်ကျနေပါလားချက်ကျူးတစ်လျှောက်သွေးတွေကလည်းတဆက်ဆက်ကျနေတာအောက်မှာအိမ်ထွေးနေတာပဲအဲ့ဒီသွေးတွေအနားမှာတော့ရင်ကောင်မဲမဲတွေကအုံလိုက်ကျင်းလိုက်နဲ့ဝဲနေပါတယ်တကယ်ကိုမှအော်ဂလီဆန်စရာကောင်းပါတယ်တက်ခိုင်လေစိတ်ကိုမနှဲတည်ငြိမ်အောင်ထိန်းလိုက်ပြီးသူ့ရဲ့ဆရာပြောသလိုဒါဟာငါအတွက်အတွေ့အကြုံပဲငါလှုပ်ထားတဲ့အင်းစမတွေရဲ့အစွမ်းကိုငါဘယ်လိုသိအောင်လုပ်ရမလဲဆိုပြီးတော့စဉ်းစားနေတဲ့အချိန်မှာပဲဗိုက်ကြီးတဲ့မိမကြီးကတစုံတစ်ခုကိုပြောမလို့အနားကိုကပ်လာပါတယ်ဒါပေမဲ့အနားကိုမရောက်ပါဘူးဂိုက်30လောက်အရောက်မှာပဲရှေ့ဆက်မလာရဲပဲနဲ့တစုံတစ်ခုကိုပြောဆိုနေပါတယ်ပြောနေတာအတန်ကလုံးဝမထွက်ပါဘူးတက်ခိုင်ကလည်းဘာလို့လို့ရမှမသိတဲ့အချိန်တက်ခိုင်အမိတ်ပြန်လိုက်နှုတ်ဖွင့်စေလို့အမိတ်ပြန်လိုက်အဲ့ဒီလိုမျိုးပြောတဲ့ဆရာရဲ့အတန်ကိုနားထဲမှာကြားလိုက်ပါတယ်တက်ခိုင်ကလည်းကဲနှုတ်ဖွင့်စမ်းပြောချင်တာရှိတာပြောစမ်းအဲ့ဒီလိုပြောလိုက်တော့မှဆရာလေးကဲပါဦးကျမကိုကဲပါဦးဟေးနင်ကဘာဖြစ်တာလဲငါဘာကူညီရမလဲပြောစမ်းဆရာလေးကျမကိုသူတို့ချုပ်ထားတယ်
ဒီစီရဲ့နားမှာကျမနှလုံးကိုမြုပ်ပြီးတော့ချုပ်ထားတယ်။ဆရာလေးတို့ဆရာရှိနေတော့သူတို့မလာရဲဘူး။ကျမကိုလည်းသူတို့ကခိုင်းတယ်။ကျမလွတ်မြောက်ခြင်းပြီ။ကျမကိုသူတို့အခုလာခေါ်ကြတော့မယ်။သူတို့နေရာပြောင်းကြတော့မယ်။ဆရာလေးကိုသူတို့မကြောက်ဘူးဆရာလေးရဲ့။ကျမကိုကဲပါဦး။မင်းကဘလို့ဖြစ်တာလဲ။ကျမကဟိုဘက်300မြောက်မှာနေတာပါ။နေစီလာစီကလေးမမွေးနိုင်မင်းနဲ့မိတွင်ထဲမှာပဲဆုံးသွားခဲ့ပါတယ်။ကျမဆုံးတော့ပိုက်ထဲကကလေးပါမရှင်တော့ဘူး။ကျမရဲ့အလောင်းကိုသူတို့ကပြန်ဖော်ပြီးရင်ကိုခွဲလိုက်တယ်။ပြီးတော့ကျမနှလုံးသားကိုထုတ်ပြီးတော့အစီအရင်နေစီမံပြီးကျမကိုခိုင်းစားတယ်။ကျမဒီဘဝကနေလွတ်မြောက်ခြင်းပါပြီဆရာလေး။သူတို့လာနေပါပြီ။ကဲပါဦးဆရာလေး။တက်ခိုင်ကခြေမကင်မိလက်မကင်မိဖြစ်သွားတယ်။ဘာလို့လောရမှမသိတဲ့အချိန်အဲ့ဒီအချိန်မှာပဲတက်ခိုင်အင်းစမတွေကိုလက်ဖဝါးနဲ့ရိုက်ပြီးလက်ညှိုးထိတ်နဲ့ဇေယျပက်လေစီးချလိုက်အဲ့ဒီလိုအတန်ကိုနားထဲမှာကြားလိုက်ရပါတယ်အဲ့ဒါနဲ့ပဲအားတက်သွားပြီးတော့ဆွဲလက်စာအင်းကိုလက်ဖဝါးနဲ့3ချက်ပုတ်ပြီးလက်ညှိုးထိတ်နဲ့ပက်ပက်လေစီးချလိုက်တယ်အလိုလေးလက်ညှိုးတွေကနေရွှေရောင်အလင်းတန်းတွေထွက်သွားပါလားအလင်းတန်းတွေကဇေယျပက်ပက်လေစက်ဝိုင်းတရံအနေနဲ့တည်နေပါလားခဏအကြာမှာတော့လေပြင်းတွေကရုတ်တရက်တိုက်ခိုက်လာပါတယ်။ခုနကသားမိကတော့ဇေယျရဲ့အနောက်ဘက်မှာဝင်နေပြီးတော့အာကိုတဲ့မျက်နှာလေးတွေနဲ့ဘာဆက်ဖြစ်မလဲဆိုတာကိုကြည့်နေပါတယ်။ဟာကောင်းကင်မှာပြန်လာတဲ့လက်ဓာတ်တွေက6កောင်လောက်ရှိမယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်မှာပြန်လာတဲ့လက်ဓာတ်တွေက6កောင်လောက်ရှိပါတယ်။ဇေယျရဲ့မလန်မကမ်းမှာရှိတဲ့စိမ်မန်းပင်ပေါ်မှာတော့6កောင်လုံးနားလိုက်ကြပါတယ်။အဲ့ဒီနောက်မှာအောက်ကိုဖြတ်ခနဲ့ခုန်ဆင်းလာပြီးတော့အောက်လေရောက်ရောအားလုံးကလူတွေဖြစ်ကုန်ပါတယ်။တက်ခိုင်ဟာဇေယျထဲကနေအခြေအနေကိုလှမ်းကြည့်နေပါတယ်။ခုနကတားထားတဲ့စီးတွေကညအမောင်ကိုရွှေရောင်တဖိတ်ဖိတ်တောက်နေပါတယ်။လက်ရတွေကနေလူတွေပြောင်းသွားတဲ့လူအုပ်ထဲမှာတော့ယောက်ျားလေးတွေလည်းပါပါတယ်။မိန်းကလေးတွေလည်းပါပါတယ်။အပြိုပြန်းအရွယ်လေးတွေလည်းပါပါတယ်။ဒါဟာမိသားစုပဲဖြစ်နိုင်ပါတယ်။ဆရာလေးကူညီပါဦးကျမကိုဖမ်းတော့မယ်။ခုနကအုပ်စုတွေကအသက်ခက်ကြီးကြီးမိမကဟဲကောင်မထွက်လာခဲ့စမ်းဇေယျပေါ်ကကောင်မလောက်လေးမလောက်စားနဲ့ဟိုကောင်မကိုထုတ်ပေးစမ်းနောက်မှငါအစိုးမစိုးနဲ့တက်ခိုင်ကအခြေအနေကိုကြည့်လိုက်တယ်သူတို့ကစီးတဲ့ကိုမဝင်မဲနဲ့အပြင်ကနေအော်နေပုံထောက်ရင်တော့သူတို့မဝင်ရဲတာဖြစ်မှာပါသူတို့ဟာစီးတဲ့ကိုမဝင်မဲနဲ့အပြင်ကနေပဲအော်ပုံထောက်ရင်တော့သူတို့ဟာမဝင်ရဲတာဖြစ်နိုင်ပါတယ်ခင်ဗျားတို့ဝင်လာလို့ရရင်ဝင်လာလိုက်လေဟိုကလေးမကိုသာမဟုတ်ကျုပ်ကိုပါတတ်ပြီးတော့နှလုံးကိုထုတ်ယူလိုက်လေခင်ဗျားတို့ခိုင်းစားသမျှကျုပ်လုပ်ပေးပါမယ်ဟာဟာဟာဒီမလောက်လေးမလောက်စားကောင်လေးကစီးပြင်ကသာကျင်းဝါနေပြီမဲ့စီးတဲ့ကိုတော့ဝင်မလာရဲပါဘူးခဏအကြာမှာတော့နောက်နေ့ပြန်တွေ့ကြတာပေါ့မင်းပညာကစွမ်းလို့တော့မဟုတ်ဘူးငါတို့တွေပညာအကုန်မရသေးလို့မနှက်ဖြန်ပညာတောင်းပြီးတော့ပြန်လာခဲ့မယ်ဒီမှာပဲစောင့်နေအဲ့ဒီလိုပြောဆိုပြီးတော့မြေကိုဖနှောက်နဲ့ပေါက်ချလိုက်ပြီးအကုန်လုံးကလက်ဓာတ်တွေပြန်ဖြစ်သွားပါတယ်တက်ခိုင်ကအဲ့ဒီတော့မှတက်ပြင်းချနိုင်ပါတယ်တရေသားအမိကတော့သူတို့နေရာလေးမှာပဲငုတ်တော်လေးထိုင်ကြည့်နေတာကိုကြည့်ပြီးတက်ခိုင်ကတနာသွားပါတယ်မင်းတို့လွတ်အောင်ဘယ်လိုလုပ်ရမလဲမသိသေးလို့မနှက်ဖြန်တော့စောင့်အောင်မနှက်ဖြန်ငါကြိုးစားပြီးတော့လွတ်အောင်လုပ်ပြီးမယ်အဲ့ဒီလိုပြောပြီးဇေယျပေါ်ကကွက်ပြေလေးမှမိရင်နဲ့လှည့်လိုက်ပြီးဘယ်လိုအိပ်ပျော်သွားမှမသိအိပ်ပျော်သွားခဲ့ပါတယ်တက်ခိုင်ထစမ်းအဲ့ဒီလိုအတန်ကြားမှလန့်နိုးလာခဲ့ပါတယ်ဟာဆရာပြန်ရောက်ပြီလားဟိုကိစ္စဒီညပြီးရင်သူတို့လွတ်သွားပါပြီဒီညဟိုအဖွဲ့တွေပြန်လာလိမ့်မယ်ဒီတစ်ခါမင်းမနေ့ကလှုပ်တယ်လို့မရတော့မင်းပညာကနှုတ်သေးတော့သူတို့ကိုမနိုင်တော့ဘူးဒီနေ့သူတို့နဲ့အတူသူတို့ဆရာပါလာလိမ့်မယ်လာပါစီပေါ့ဆရာရှိနေတာပဲမဟုတ်ဘူးတက်ခိုင်ဒီညမင်းမဲဒီကိစ္စကိုရင်ဆိုင်ရမယ်ဗျာအေးအားလုံးအဆင်ပြေအောင်ငါစီစဉ်ပေးမယ်ဒီညမှာငါအဝေးတနေရာကနေကြည့်နေမယ်ငါတင်ပေးတဲ့အတိုင်းသာလို့ငါမင်းဘေးမှာပဲရှိနေတယ်လို့သဘောထားအောင်မြတ်သားကတက်ခိုင်လောက်ရမယ့်အချက်တွေကိုပြောပြပြီးတော့ဇေယျပေါ်ကနေထွက်သွားပါတယ်တပြေးပြေးနဲ့ညနဲ့လာခဲ့ပါတယ်တက်ခိုင်ကလည်းဆရာတင်ပေးထားတဲ့အတိုင်းလှုပ်ဆရာရှိတာကိုအသင့်ပြင်ထားလိုက်ပါတယ်ခဏကြာတော့လေပြင်းတွေတိုက်ခိုက်လာတယ်ကောင်းကင်ကိုကြည့်လိုက်တော့လက်ဓာတ်တွေပြန်လာကြတယ်အလေကလက်ဓာတ်ကလူကြီးလက်တကားစာလောက်ရှိပါတယ်ဒါဟာ
သူတို့ဆရာပဲဖြစ်ရပါမယ်ခဏနေတော့လာရတွေကလူပုံပြောင်းပြီးဆင်းလာကြပါတယ်ဟာဟာဟာဒီတခါစီးတောင်မတားထားပါလားအလိုလေးအသက်အရွယ်ကအတော်အိုနေပြီဖြစ်တဲ့အဖိုးကြီးတယောက်ပါလားမျက်လုံးတွေကလည်းစူရဲပြီးတော့အယောင်တောက်နေပါလားတော်ရုံအဆင့်တော့မဟုတ်တော့ဘူးငါအဆင့်လောက်နဲ့နိုင်မှာမဟုတ်ဘူးငါအဆင့်လောက်နဲ့နိုင်မှာတော့မဟုတ်ဘူးဆရာကအရာကိုသိလို့လောက်ရမယ့်အရာတွေကိုလာပြီးတော့တင်ပြပေးသွားတာကိုဟဲ့ကောင်လေးငါစိတ်ကောင်းနေတော့မနေ့ကကိစ္စကိုပြန်ပြီးတော့တောင်းပန်ငါတို့တယောက်ချင်းစီကိုထိုင်ကြတော့ရင်မင်းအသက်ကိုချမ်းသာပေးမယ်ဘလို့လဲဘဲမလဲဟိုကောင်မဒီမှာဖို့အသက်လည်းကြီးနေပါပြီမကောင်းမှန်းလည်းသိရနဲ့ဘာလို့ဆက်လုပ်ချင်နေတာလဲကျွန်တော်ကိုနိုင်ရင်ကျွန်တော်အသက်ကိုယူမနိုင်ရင်တော့အဲ့ဒီပညာတွေကိုကျွန်တော်အကုန်သိမ့်မယ်တတ်သိရှိလားကဲအဖိုးတို့ပညာတွေကိုထုတ်သုံးပါအောင်အဲ့ဒီလိုပြောတော့ဟိုဘက်ကလည်းရှူးရှူးရှဲရှဲဖြစ်သွားတယ်မင်းတို့တေဖို့ပြင်ထားဆိုပြီးကပုံစာတွေကနေကျွဲရုပ်လေးထုတ်ပြီးတော့ဖနှောင်းပေါက်လိုက်ရုံနဲ့မျက်လုံးတွေပါးစပ်တွေကအစမဲနဲ့တဲ့ကျွဲတကောင်ဖြစ်သွားပြီးတက်ခိုင်ကလည်းလက်ဖဝါးနဲ့ကာပြီးတော့ရောက်တဲ့နေရာရက်စီလို့ပြောလိုက်တာနဲ့ကျွဲကပြေးနေရင်နဲ့လှုပ်မရပဲဖြစ်သွားပါတယ်အဖိုးကြီးကကွက်ခနဲ့မျက်နှာပြတ်သွားတယ်အဲ့ဒီနောက်မှမလျှော့သေးပဲနဲ့ငါထိန်ငါလိန်လာစမ်းအဲ့ဒီလိုပြောပြီးမြေကြီးကိုဖနှောင်းနဲ့ပေါက်ချလိုက်တယ်မြေကြီးတွေဟာကွဲထွက်လာတယ်အဆွေကြီးတွေအဖွေသားနဲ့လက်သေးတွေဆိုတာတထွားလောက်ရှိပါလိမ့်မယ်ဘလူးနှကောင်ဟာတက်ခိုင်ကိုတစားစီလှုပ်ဖို့ဇီရက်ပေါ်ကိုအတက်ဒေဝရက်ခလာစမ်းငမိုက်သားတွေကိုစုံးမလိုက်စမ်းအဲ့ဒီလိုပြောလိုက်တာနဲ့တက်ခိုင်ရဲ့အရှိခက်လန်းလန်းမှာအယောင်ဝါတောက်တဲ့တန်လျက်ကတစ်ဖက်တင်းတုပ်ကတစ်ဖက်ကင်ထားတဲ့ဘလူးကြီးတစ်ကောင်ရောက်လာခဲ့ပါတယ်ဘလူးနှစ်ကောင်ကလည်းဘသူကမှဂယုမစိုက်တဲ့ပုံစံနဲ့အတင်းပြေးဝင်လာတော့တက်ခိုင်အရှိကကာထားတဲ့ရက်ခဘလူးဟာတင်းပုံနဲ့တစ်ချက်လွှဲရိုက်လိုက်တယ်ပေ90လောက်အထိလွန့်ထွက်သွားခဲ့ပါတယ်နောက်တစ်ကောင်ကထပ်ဝင်လာပြန်တယ်တင်းပုတ်စာမိပြီးတော့မထနိုင်ပဲရှိနေပါတယ်အဖိုးရဲ့မျက်နှာကဇီးရွက်လောက်ပဲကြမ်းမာတော့တယ်တက်ခိုင်ကလည်းဆေးရပေးသွားတဲ့အင်ဂျက်လေးကိုပါဇက်ထဲငုံထားပြီးတော့တင်ပေးထားတဲ့အတိုင်းပြောသလိုဖြစ်နေတော့သူလည်းအံ့ဩနေပါတယ်အောင်မြတ်တာကိုပုံမူယူသေးလေးစားလာပါတယ်ကဲပွဲကတော့ပြီးသွားပြီပညာတွေအပ်တော်လို့ပြောရုံပဲရှိတော့တယ်အခုနကအဖိုးကြီးနဲ့အပေါင်းပါတွေဟာပြေးဖို့အလုံးပါပဲကဝေရီရဲ့အချုပ်အနောက်မယ်တော့လာရောက်ပါအဒီလိုပြောလိုက်ရုံနဲ့စိတ်မန်းပင်ပေါ်မှာမတ်တက်ရက်နေတဲ့သူတယောက်ကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ကြောပေးထားပါတယ်အနက်ရောင်ဝတ်စုံနဲ့အရက်ကထန်းတဲ့ပင်လောက်ရှိပါတယ်အဲ့ဒါနဲ့တက်ခိုင်ကအနောက်မယ်တော့လာတာကိုဝမ်းသာပါတယ်ဒီအပေါင်းပါတွေကဂရီကိုချိုးဖောက်တယ်သူတို့ရဲ့ပညာကိုကျုပ်ဆရာရဲ့အမိန့်နဲ့ကျုပ်သိမ်းလို့ရတယ်ဒါပေမဲ့ကျုပ်အစ်စ်မကြော်ခြင်းလို့မဲတော်ကိုခေါ်လိုက်တာပဲမိမိအပိုင်စားရထားတဲ့ကေဝတွေအားလုံးကိုသူတို့ရဲ့ပညာတွေအားလုံးမိမိအပိုင်စားရထားတဲ့ကဝေတွေအားလုံးသူတို့ပညာကိုသိမ့်ပေးပါသူတို့ရဲ့ပညာကိုသိမ့်ပေးပါအဲ့ဒီလိုပြောလိုက်တာနဲ့ခုနကအဖိုးကြီးနဲ့အပေါင်းအပါတွေစီကနေတစုံတစ်ခုကိုယူလိုက်တယ်လို့လက်ကိုဆန်တန်းလိုက်ရုံနဲ့အားလုံးကပြုတ်ခွေပြီးတော့လဲကျကုန်ပါတယ်ပြီးတာနဲ့ဖြတ်ခနဲ့ပျောက်သွားခဲ့ပါတယ်အဖိုးကြီးနဲ့အပေါင်းပါတွေကလူလေထလာပြီးတော့မြေကြီးကိုဖနှောင်းနဲ့စောင့်ပြီးပြေးဖို့လှုပ်တော့ဘာမှဖြစ်မလာပါဘူးဘာလို့လဲဆိုတော့အနောက်မဲတော်ကသူတို့ရဲ့အစွမ်းတွေဘူးတွေကိုအကုန်ပြန်နှုတ်သွားလိုက်မှမသိလိုက်ပါဘူးခဏနေတော့အလာတုံးကလေပေါ်ကနေလာတဲ့အဖွဲကအခုတော့အဖိုးအိုကိုတွဲပြီးဇီးရက်ဘေးကနေတဖြည်းဖြည်းထွက်သွားတာကိုကြည့်ပြီးတော့တက်ခိုင်ကတီးတိုးရည်ရွက်လိုက်ပါတယ်။အော်ငရဲကျင့်စဉ်အပေါ်တက်မှတ်ကြတာကိုနောက်တနေ့မနေ့မိုးလင်းတဲ့အခါမှာတော့ဇီးရက်ဘေးကတောက်တိုင်နာမှာမြုပ်ထားတဲ့အရာကိုပေါ်လိုက်တော့ဓမိန်ထုံးနဲ့ထုတ်ထားတဲ့အထုပ်တစ်ထုပ်ကိုတွေ့တာနဲ့မီးရှို့လိုက်ပါတယ်။မီးရှို့နေတဲ့အချိန်မှာပဲတက်ခိုင်ဟိုကောင်မလေးကတော့လွတ်လပ်သွားပြီ။အဲဒီလိုအတန်ကိုကြားလို့လှည့်ကြည့်လိုက်တော့အောင်မြတ်တာကတက်ခိုင်ကိုပြုံးပြုံးကြီးနဲ့ကြည့်နေတာမြင်တော့တက်ခိုင်လည်းအောင်မြတ်တာကိုထိုင်ကြတော့လိုက်ပါတယ်ပရိသတ်များခင်ဗျာဒီကနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ